ဒီနေ့မှာတော့အိန္ဒိယနိုင်ငံအကြောင်းကိုပြောပြပေးမယ်။အိန္ဒိယနိုင်ငံဒီတောင်အာရှတွင်တည်ရှိသောနိုင်ငံတစ်ခုဖြစ်သည်။ကမ္ဘာပေါ်တွင်လည်းလူဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။နေနမိတ်အရမြောက်ဘက်တွင်သီးပန်းနှင့်တရုတ်အနောက်ဘက်တွင်ပါကစ္စတန်အရှေ့ဘက်တွင်ဘင်္ဂလားဒေ့ရှ်မြန်မာတောင်ဘက်တွင်အိန္ဒိယသမုဒ္ဒရာနှင့်တွဲနေသည်။သမိုင်းအကြောင်းကိုပြောရမယ်ဆိုရင်နိုင်ငံရဲ့တတကမူတာရေးနဲ့ရည်ကြီးမှုမကြခဏလူသမိုင်းနဲ့အရေးပါဟိန္ဒူဘာသာဗုဒ္ဓဘာသာဇိန်ဘာသာတို့ဒီအိန္ဒိယနိုင်ငံတွေမွေးဖွားလာတဲ့ပြည်ချစ်လက်အောင်နဲ့နယ်ချဲခံ1949ခုနှစ်လွတ်လပ်ရခဲ့နိုင်ငံရဲ့အဖွဲ့အစည်းနိုင်ငံတွေဒီမိုကရက်တစ်နိုင်ငံတစ်ခုဖြစ်ပြီးသမ္မတစနစ်နဲ့ပါလီမန်စနစ်ကိုမိခင်မြေကြီးအဖြစ်မွတ်စလင်များနဲ့ဟိန္ဒူများအကြဝါဒပြဆန်မှုများလည်းရှိနေစီးပွားရေးအကြောင်းကိုပြောရမယ်ဆိုရင်အိန္ဒိယဒီကမ္ဘာစီးပွားရေးအနက်တိုးတက်မှုများစွာသောနိုင်ငံများအနက်တစ်ခုဖြစ်သည်information နေပညာစက်မှုလုပ်ငန်းများစေဝါထုတ်လုပ်မှုတို့ဖြင့်လူသိများရည်ကျင်းမှုကိုဆက်ရမယ်ဆိုရင်နေရာတွေမျိုးနွယ်စုများစွာဘာသာစကားများစွာမျိုးစောတော့ထုံတန်ထုံပွဲများရှိသည်အင်းဒီဟိန္ဒူမွတ်စလင်ခရစ်ယာန်စစ်ခရစ်ဇိန်စာတွေတော့ပါဝင်တယ်ဇာတ်တရားဝေဘာသာစကား22AAG မဟာဒီကဘာအမွေနဲ့တခိုးအဖြစ်အတိမတ်ပြုခဘောလဝဲဆိုဒီမှာအိန္ဒိယရုပ်ရှင်လုပ်ငန်းကိုဆိုနေမှာတော့အိန္ဒိယဂျာနိုင်ငံကြောင်းကိုပြောပြပေးတာပဲဖြစ်ပါတယ်ကျွန်တော်တို့များတော့လီယိုမို့ဖြစ်ပါတယ်လီယို